哦，俺都打理教育，太冇来的，除了那个热热热来的路吧，啦，把这点嘛我变不着，从来没受过怀疑。好过可以，打理教育，太我过来没啦，马为啥没得怀疑？妈妈可以，全妈和我这牛地啊，这牛便宜啦，你路嘛没呀呗？爸爸拍拍，人家来了变了，打理教育风水呀，怀疑了谁都变的啦。好的，没那三步没洗肉可以。Hello， 大脚鸡，你讲啦？老弟哦，身边啦。ကောင်းတယ်ပြီ 打身边嘞，没有谁懂你那不会吧？我打耶。 အမေတို့ကလည်းဗျာထိုင်ရောက်တာမှမကြသေးဘူးပိုက်ဆံတောင်းနေပြီမရှိသေးဘူးဗျာရှိတော့ပေးမယ် 妈打耶，咱妈一个有晒喏。 ကျော်ကြီးမင်းကောင်မလေးရတာငါတို့ဘီယာဝယ်တိုက်ကွာပြောနေစရာလိုသေးလို့လားတားကြီးอ่ะကြိုက်တဲ့လောက်တောက်အမောက်တောက်ကွာငါရှင်းမယ် 怀疑他教育把表嘞，打你个，ဒီလအဆင်မပြေသေးလို့နောက်လာကြပတ်စံမြများပို့ပေးမယ်တဲ့ခိုးကြီး လေ打理嘛是没别的呗，那就将来山里有山标标卡来怀疑，没那家那里差别来多家，怀疑哦，山标到比比啦， တောက်ပြီးပြီလေဖိုးကြီး 他就可能呢来多家没，怀疑，俺都打理教育台嘛，生活毕业那么丢喏， ဟုတ်ဖို့ဖိုးကြီးရဲ့ဒါလေးကခုမှအဝေးမှာအလောက်ထွက်လောက်ဘူးတာမလား ဆဲလေးဒီနေ့ပဲသွားခြင်းလဲဘာစားခြင်းလဲကိုပြော ဟုတ်ပေါ့သွားစားမယ်လေကိုကိုပြီးရင်ရုပ်ရှင်သွားကြည့်ကြမယ် မိဘချင်းစင်မြတ်မှုဆိုရရှိတာအလုံးပြပါတရားနဲ့လိုက်တဲ့ခိုင်းနဲ့ပြတာအဖေနဲ့မိပါနေရုံးမင်းအင်းစားကြည်လာတော့မမီ အဆန်ရောက်ရင်ရေမိုးချိုးပြီးထမင်းစားကြတာပေါ့ ဟုတ်ကဲ့ပါတော့ ရက်စပြီလာဗျာအတငယ်ရင်နဲ့ပြမေဘဝနဲ့ရင်နဲ့ပြပေဒီကိုမောင်နှမနဲ့တငယ်ချင်းတွေမိဘနှစ်ပါးပြစ်ထားမလားလေ ကျော်ကြီးအလက်သွားမယ်လေနောက်ကျနေပြီ ငါဒီနေ့မသွားတော့ဘူးငါကောင်မလေးနဲ့ချိန်ထားလို့ မင်းပြက်ရက်တွေများနေပြီနော်အလောက်ကောနာပြောနေပြီကြစ်လို့အောင်ကျော်ကြီးအဲ့ဒါငါကိစ္စပါမင်းနဲ့မဆိုင်ဘူးအေးပြရပဲနောက်မှမင်းနောင်တရမယ်ကျော်ကြီးနောင်တဆိုတာကျော်ကြီးဘဝမှာမရှိဘူးကွာ ကိုကိုကျော်မနှက်ဖလန်ချစ်လေးမွေးနေနော်။ဘာလက်ဆိုင်ပေးမှလဲ ချစ်လေးကြိုက်တာပြောကိုဝေပေးမှာပေါ့ဟဲ့ကောင်ကျော်ကြီးမင်းအခန်းကမပေးတာ2လရှိပြီနော်ဒီလအကုန်မပေးနိုင်ရင်ငါအဆောင်မှာမနေနဲ့တော့ဟုတ်ကဲ့ပါဗျာတငယ်ချင်းမင်းမပိုက်ဆံကြံသေးလားကွာအဆောင်ပိုင်ရှင်ကအခန်းကတောင်းနေလို့ငါမှလည်းတုံးလိုက်တာမရှိတော့လို့မရှိဘူးဟဲ့ကောင်အလောက်ကြပုံမှန်မစင်းပဲဘနာပိုက်ဆံရှိမှလဲမင်းကအေးပါကွာအဲ့ဒါဆိုငါအိမ်ကအမေစီကပဲလှမ်းတောင်းလိုက်တော့မယ်ဟယ်လိုအမေတားအလုပ်ပြောင်းအောင်မှာမလို့ပတ်စံ30လောက်လိုတယ်အဲ့ဒါပို့ပေးအောင် တားရဲ့အမေတို့မှအဲ့လောက်အများကြီးမရှိဘူးလေ မရှိလို့မရဘူးဗျမဟုတ်ရင်အလုပ်ရမှာမဟုတ်ဘူး အေးပါတားရဲ့တားဖေကိုပြောပြီးအမေရှာပေးမယ်နဲ့ ကြာလို့မရဘူးနော်ဓမ္မအရေးကြီးနေပြီမဟုတ်ရင်အလောက်ကရတော့မှာမဟုတ်ဘူး ဖိုးကြီးတားလေးကအလောက်ပြောင်းရမှာပတ်စံ30လောက်လိုရဲတဲ့အဲ့ဒါတောင်းနေတယ်ဘယ်လိုလုပ်မလဲ ဟုတ်လားဒါလေးအရှင်မပြေးရလား ဖိုးကြီးရဲ့ကျမတို့မှအဲ့လောက်ပတ်စံအများကြီးမရှိတာဘယ်လိုလုပ်မလဲ မရှိလို့တော့မရဘူးကွာကြီးမဟုတ်ရင်သားလေးဒုက္ခရောက်မှာအတိုင်းတစ်ပါဘိုးကြီးတို့ခုလုံနေတဲ့ဘိုးဘွားပိုင်လေလေးရောင်းပြီးပေးလိုက်မှာကွာကြီးရဲ့ ဟင်အဲ့ဒါဆိုဖွားကြီးတို့ဘာနဲ့လှုပ်ရှားကြမလဲ အဲ့ဒါနောက်မှကြည့်စီစဉ်မယ်ကွာကြီးခုသားလေးအဆင်ပြေဖို့ကအရေးကြီးတယ်ကွာကြီး မာဖိုးကြီးရဲ့ တငယ်ချင်းတွေမိဘနှစ်ပါးပြစ်ထားမလားလေ ဟယ်လိုတားလေးကြော်ကြီးမေပိုက်ဆံလွှဲပေးထားတယ်နော်ရောက်လာသားလေး အဲရောက်တယ်အလုပ်ကိစ္စသွားအောင်မှာမလို့နောက်မှခေါ်လိုက်မယ်မေ အင်းပါသားရဲ့ခယူးဆိုင်နော် အမေစီကတော့ပိုက်ဆံရပြီထိုင်းရောက်မြန်မာပြည်သားအောင်ဟုတ်ကောတင်မောင်ပြောပြတဲ့စလော့လိန်လေးနဲ့အမေပေးလိုက်တဲ့ပိုက်ဆံတွေကိုပွားရမယ် အဖိုးကြီးရေချက်စားစရာဆန်လည်းမရှိတော့ဘူးဘယ်လိုလုပ်မလဲ အေးပါဖွားကြီးရဲ့ငါရွာထဲသွားပြီးချင်းငါကြည့်လိုက်အောင်မယ် ကဲရောချစ်လေးအတွက်လက်ဆောင်တော့လဲလို့တာရှိရင်ပြောနော် ငါ့ကိုကချစ်ဖို့ကောင်းလိုက်တာ အဘွား တမရေးအဖို့ဆန်လေးရှိရင်နည်းနည်းလောက်ချိပါလားကွယ် ရှင်တို့ကလည်းအားနေဆန်ပဲလာချီးနေတာမရှိပဲရှင် လောက်ပါတူမကြီးရဲ့အဖိုးတို့ချက်စားစရာဆန်မရှိတော့လို့ပါ အဖိုးတို့သားကြော်ကြီးထိုင်းတက်သွားတာဆိုပိုက်ခံပြန်မပို့ဘူးလား သားလေးကအလက်အစင်မပြေတဲ့တော့မပို့ပေးသေးပါဘူးကွယ်နောက်ကပို့ပေးမယ်ပြောတယ် အမအဲ့ဒါဆိုလဲဆန်ပေးလိုက်မယ်ခခနာတော့မလာနဲ့အဖိုးသမီးတို့လည်းအဆင်မပြေဘူး ကျော်ရင်ငါမှပိုက်ဆံမပါတော့ဘူးနော်မင်းမဲရှင်းလိုက်တော့အေးရတယ်သားကြီးအပေါ်ဆုံးကပိုက်ဆံပဲအမေပို့ထားတဲ့ပိုက်ဆံရှိတယ်အမေရှိရင်ငွေရှိတယ်ကွာ ဖွားကြီး
ဆန်တော့ရလာပြီရော့ ဆန်ရတာတော့ဟုတ်ပါပြီဖိုးကြီးရဲ့ထမင်းနဲ့စားစရာဟင်းရမရှိဘူးလေ ဘယ်တက်နိုင်မလဲဖွာကြီးရဲ့ထုံးစံတိုင်းဆန်ပြုတ်လေးပဲပြုတ်လိုက်နော် ဘာဖိုးကြီးရဲ့ မိဘချင်းစင်မြတ်မှုဆိုရရှိတာအလုံးပြပါတရားနဲ့လိုက်တဲ့ခိုင်းနဲ့ပြတာဒီနဲ့မိပါနေရောနာမိအိမ်စားချီလာတော့မမိကတော့ရက်စပြီလားဗျာအတနဲ့ရင်နဲ့ပြမေဘဝနဲ့ရင်နဲ့ပြပေ ကျော်ကြီးဒီနေ့လာစာထုတ်ရနော်ညကြ KTV မှာတွားခဲ့ရအောင်ကွာပြောနေစရာလူသေးလို့လားကွာတွားနေကြပဲရေမီးအစုံနဲ့လီဒီခုံပစ်မယ်ကွာညကြကုန်မြတ်ပိုက်ဆံငါစိုက်ပေးမယ် ဖွာကြီးမောနေပြီလား မမောပါဘူးဖိုးကြီးရဲ့ဒီအလုပ်တွေကဒီနေ့အပြီးလုပ်ပေးရမှာမဟုတ်လားမဟုတ်ရင်လေရှင်ပိုက်ဆံရှင်းပေးမှာမဟုတ်ဘူး တားရင်ငိမ့်လက်ကြည့်လားစော်မခေါ်တော့ဘူးလားခေါ်မှာပေါ့ကျော်ကြီးကမင်းအမေကိုစောင့်နေတာငါအဖိုးနဲ့အဖွာအဲ့ဒါလေးလုပ်ပြီးရင်ပြန်တော့နော်ညနေကြအိမ်မှာပိုက်ဆံဝင်ယူသွားလိုက် ပါကွယ်ဖိုးကြီးရဲ့ဒီလကဝါဆိုလဆိုတော့ကျမဘုံကြီးเจ้าမှာတင်ကန်းလေးလှူကျင်လိုက်တာ နော်ဖိုးကြီးတို့လည်းစားဝတ်နေရေးအဆင်မပြေတာနဲ့ဘုံကြီးเจ้าတော့မရောက်တာကြပေါ့ဖွာကြီးရဲ့ဖိုးကြီးတို့မှာတနေ့လောက်ခတနေ့စားတာနဲ့တော့မလောက်တာဘလို့လောက်လှူနိုင်မှာလဲဖွာကြီးရဲ့ ဟုတ်ပြီနော် လက်ကုံရက်ဆိုတော့သားလေးကြော်ကြီးများလာစာထုတ်မလားမသိဘူးပြန်ရောက်ရင်ဖုံးဆက်ကြည့်ပါလားဖွာကြီး အဖိုးကြီးဟယ်လိုသားလေးကြော်ကြီးနေကောင်းလားအလုပ်ရောအဆင်ပြေလားသားလေး နေကောင်းတယ်မေအလုပ်ပဲအဆင်မပြေသေးတာ ဟုတ်လားသားရဲ့ဝါဆိုလားဆိုတော့အမေနဲ့အဖေဘုံကြီးเจ้าမှာတင်ကန်းလေးလှူကျင်လို့သားမပထန်လေးနည်းနည်းပို့ရင်လွှဲပေးပါလားကွယ် အမေတို့ကလည်းဗျာအလုပ်အဆင်မပြေသေးပါဘူးဆိုပိုက်ဆံဘယ်လိုရှိမှလဲဒါပဲဗျာ အမသားရဲ့ကျမ်းမာရေးဂရုစိုက်နော် ဖွာကြီးသားလေးကြော်ကြီးကလွယ်ပေးမယ်တဲ့လားပတ်စံ မပေးပါဘူးဖိုးကြီးရဲ့သားလေးအလောက်ကဒီလမှရတာဆိုတော့အဆင်မပြေသေးလို့တဲ့ ငါတို့သားလေးကြော်ကြီးလည်းအားမဖြစ်ပဲကြားဖြစ်နေပြီလားမသိပါဘူးဖွာကြီးရဲ့ မဟုတ်တော့ပါဘူးဖိုးကြီးရဲ့သားလေးအဆင်ပြေတော့ပေးမှာပါ ရော့ချစ်လေးတွေမွေးနေ့လက်ဆောင်ချစ်လေးလိုချင်တဲ့ဖုန်းလေး ဟဲကြော်လိုက်တာကိုကိုရဲ့အဲ့ဒါကြောင့်ချစ်နေရတာကိုကို မိဘချင်းစင်မြတ်မှုဆိုရရှိတာအလုံးပြပါတရားနဲ့လိုက်တဲ့ခိုင်းနဲ့ပြတာဒီနဲ့မိပါနေရောနာမိအိမ်စားချီလာတော့မမိကတော့ရက်စပြီလားဗျာအတနဲ့ရင်နဲ့ပြမေဘဝနဲ့ရင်နဲ့ပြပေဒီကိုမောင်နှမနဲ့တငယ်ချင်းတွေမိဘနှစ်ပါးပြစ်ထားမလားလေ တင်မောင်ငါဒီနေ့ရွာအမေနေမကောင်းလို့အလုပ်နားတယ်လို့ခေါင်းဆောင်ကိုပြောပြီးတော့ အေးမင်းတော့မကြတော့ဘူးအလုပ်ပြုတ်တော့မယ် ချစ်လေးစောင့်နေရတာကြာသွားပြီလား မကြသေးပါဘူးကိုကျော်ရဲ့ကိုကျော်ချစ်လေးပူစားထားတဲ့လက်စွပ်လေးခုရိမဝယ်ပေးသေးဘူးလား ဝယ်ပေးမှာပေါ့ချစ်လေးရယ်ကိုဒီလကုန်ဝယ်ပေးမယ်နော် ဖွာကြီးရေသားလေးကြော်ကြီးတောင်ဖုံးမဆက်တာကြာပြီနော် ဟုတ်ပါဖိုးကြီးရဲ့သားလေးအစင်မပြေရဲ့လားမသိဘူးနော် ဒီစလော့ဂိမ်းလေကွာအစပိုင်းပဲနိုင်ပြီနောက်ပိုင်းကျရှုံမဲရှုံနေတာအမေပေးထားတဲ့ပိုက်နှံလည်းကုန်ပြီကောင်မလေးကိုလည်းလက်ဆောင်ပေးရအောင်မယ်မထူးပါဘူးညကြအမေစီကအလုပ်အဆင်မပြေလို့ဆိုပြီးပတ်စံထက်လိန်တောင်းအောင်ပါပဲ ဖွာကြီးရေအပေါ်ဝင်ငွေလေးရအောင်ရွာထဲမှာရေသွားထမ်းလိုက်အောင်မယ်နော် အသက်တွေလည်းကြီးနေပါပြီဖိုးကြီးရဲ့မလောက်ပါနဲ့တော့လား မလုပ်လို့မရဘူးလေဖွာကြီးညကြချက်စရာဆန်မရှိဘူးမလားရေ ဟာဖိုးကြီးရဲ့ ကြည့်ပါဦးကွာကြော်ကြီးတို့အဖေအဖိုးကြော်လိုက်ဒီအသက်အရွယ်ကြီးရောက်မှရေထမ်းစားနေရတယ်ဟုတ်ပေါ့ကွာတို့သားကြော်ကြီးကလည်းပိုက်ဆံပြန်မပို့ပဲအိမ်ကပဲပြန်တောင်းနေတာလေအဲ့ဒါပြောတာပေါ့သားသမီးဆိုတာရေအိုးတွေလိုပဲတဲ့နာနာရိုက်မှအိုးကောင်းရတယ်လို့သားသမီးဆိုတာလည်းငငယ်တွေကတုံတင်ဆုံးမထားမှတော်ဟာကြတာ ဟုတ်ကွာ သားသမီးဆိုတာငငယ်တွေကမဆုံးမထားရင်သမီးကထီးမဖြစ်ပဲမီးဖြစ်သားကအားမဖြစ်ပဲကြားဖြစ်တတ်တယ်ခုအဖိုးကြော်လာကြီးကဥပမာပဲသားကြီး အေးကွာစိတ်မကောင်း တူကြီးရေအဖိုးရေထက်လို့ပြီးပြီနော် ဟုတ်ကဲ့ရောပတ်စံ900အပိုယူသွားနော်အဖိုး ဖွာကြီးရောရေထမ်းလို့ရတဲ့ပိုက်ဆံနဲ့ဆန်ဝယ်လာခဲ့တယ်ချက်ထားလိုက်နော် ဟင်းတွက်ကခြံထဲမှာစိုက်ထားတဲ့ကစွမ်းရွက်လေးကြော်လိုက်ဘာဖိုးကြီးရဲ့ဖိုးကြီးရေသားလေးကြော်ကြီးစီကဖုံးလာတယ် ဟုတ်လားကင်လိုက်လေ ဟယ်လိုသားလေးနေကောင်းလား
ကောင်းတယ်မေကျုပ်အလုပ်ကိစ္စပိုက်ဆံသွင်းရမှာမို့ပိုက်ဆံလိုတယ်350လောက်ပို့ပေးဦး သားရဲ့အမေတို့မှမရှိတော့ဘူးလေရှေ့လကပဲအမေတို့လှဲလေးရောင်းပြီးသားကိုပေးလိုက်တာဝဲ မရှိလို့မရဘူးအမေမပေးနိုင်ရင်ကျုပ်အလုပ်ထွက်ရမှာအောင်ရှာပြီးပို့ပေးဗျာ အင်းပါသားရဲ့အမေရှာပြီးပို့ပါပါမယ်ဖိုးရီသားလေးကအလုပ်ကိုပိုက်ဆံသွင်းရမှာ350လောက်ပို့ပေးအောင်တဲ့မပေးနိုင်ရင်အလုပ်ထုတ်ခံရမှာတဲ့ဘလို့လိမ့်မလဲ ဟုတ်လားတားလေးအလုတ်ထုတ်ခံရလို့တော့မဖြစ်ဘူးဖွာကြီးတိုင်းတစ်ပါးမှာဒုက္ခရောက်မှာအလုတ်မရှိရင်မနှက်မရွာရဲသွားပြီးအိမ်နဲ့ခြံလေးကိုအပေါင်ထားလိုက်မယ်ဖွာကြီး အင်းပါဖိုးကြီးရဲ့ မိဘကျေးဇူးမြတ်မှုဆိုရရှိတာအလုံးပြီးပါတရားနဲ့နိုင်တဲ့ခိုင်းနဲ့ပြတာအဖေနဲ့မိပါနေရောနာမိအိမ်စားကြည်လာတော့မှမိကတော့ရက်စပီလာဗျာအတနဲ့ရင်နဲ့ပြမေဘဝနဲ့ရင်နဲ့ပြပေဒီကိုမောင်နှမနဲ့တငယ်ချင်းတွေမိမနှစ်ပါးပြစ်ထားမလားလေ ဖွာကြီးအဲ့စပားလေးတေကုံအောက်ဆိုင်ပြီးရင်သမင်းစားနာမယ်လေ ဖိုးကြီးပြီးတော့မယ်ဖွာကြီးဖွာကြီးတဲ့အဖွာကြီး ဖွာကြီးတက်တာရဲ့ဟမ် တက်တာပါတယ်ဖိုးကြီးရဲ့တားလေးကိုသွားမပြောနဲ့နော်ဖွာကြီးခုလိုဖြစ်တာ အင်းပါဖွာကြီးရဲ့မပြောပါဘူးတက်တာတယ်လို့လေးနေနော်ဖိုးကြီးဆံပြုတ်သွားချက်လိုက်အောင်မယ်ဖွာကြီးတောက်ဖို့ ချစ်လေးပါစားမလဲပါလေ ကိုကိုမပေးကြေးဦးစားခြင်းနဲ့ချလေးငယ်လေးရလား ချစ်လေးခဏနော်အဖေစီကဖုန်းလာလို့ ဟောကိုကို ဟယ်လိုဘေး တားလေးကြော်ကြီးတာအမေနေ့လေကလဲထဲမှာမူးလဲလို့တာရဲ့ခုအိပ်ရတဲ့လဲနေတာလမ်းတော့မလျှောက်နိုင်ဘူး အဲ့ဒါဘာလို့ဖုန်းဆက်တာလဲအဖေဟာဆေးဝက်တိုက်လိုက်ပါလားဒီမှာမအားဘူးဗျအလုပ်ထဲမှာ တားအမေကိုဆေးဝတ်တိုက်စရာမရှိလို့ပေါ့တာရဲ့အဲ့ဒါဆေးဘိုးလေးနဲ့အဖေကိုလွှဲပေးပါလား ဘလို့လုပ်ရှိမှာလဲဗျာအလောက်ကပိုက်ဆံကြိုမထုတ်ပေးဘူးအဖေဘာသာဘေးကနေချီပြီးဝယ်လိုက် အော်အင်းမတာရဲ့โอ้ตาเลยนะเอ้ မိဘကျေးဇူး ဘာမှဖြစ်ပါဘူးကွယ်သားလေးရဲ့စိတ်လေးတောက်လိုက်ရင်တက်တာသွားမှာပါနော် တရားနဲ့နိုင်တဲ့ခိုင်းနဲ့ပြတာအဖေနဲ့မိပါနေရောနာမိအိမ်စားကြည်လာတော့မှမိကတော့ရက်စပီလာဗျာအတနဲ့ရင်နဲ့ပြမေဘဝနဲ့ရင်နဲ့ပြပေဒီကိုမောင်နှမနဲ့တငယ်ချင်းတွေမိမနှစ်ပါးပြစ်ထားမလားလေ အဖေဘာပြောလဲကိုကို ဘာမှမဟုတ်ပါဘူးချစ်ရဲ့အဖေနဲ့အမေကပတ်စံကိုတတိယတိုင်းတောင်းနေတာခုလည်းအမေနေမကောင်းဘူးဆိုပြီးတောင်းနေတာအဲ့လိုပဲအဖေနဲ့အမေကအမြဲတောင်းနေတာမပေးရင်လည်းအမြဲပြောတာ ဖွာကြီးတက်တာရဲ့လားဆံပြုတ်လေးတောက်ပြီးဆေးတောက်လိုက်နော် အင်းပါဖိုးကြီးရဲ့တားလေးကြော်ကြီးရောဖုံးဆက်သေးလား ဆက်တယ်လေဖွာကြီးသားလေးကဖွာကြီးကိုနေကောင်းအောင်နေတဲ့ဆေးဘိုးတော်ပတ်ထန်လွှဲပေးလိုက်သေးတယ်ဖွာအားရှိအောင်စားဖို့လည်းမှားတယ် အဲ့ဒါကြောင့်ဖွာကြီးပြောတာပေါ့တားလေးကကျမတို့ရဲ့အားပါဆိုတာကို ဘာဖွာကြီးရဲ့ ဟေးကောင်ကြော်ကြီးမင်းအဲ့စလောတွေဆော့တာချက်တော့နော်ထိုင်းမှာဘဝတွေပြက်ကုန်တာမနေဘူးအဲ့စလောကြောင့်အေးဆေးပါကွာငားနိုင်နေတာ မိဘကျေးဇူးမြတ်မှုဆိုရရှိတာအလုံးပြီးပါ ဖိုးကျော်လနာနေလောက်ပါလားဗျာ နားလို့မရသေးပါဘူးကြီးရဲ့ မင်းအဖွားတင်မီကတနေ့တခြားကျမ်းမာကြီးကစိုးလာတယ် မိကတော့ရက်စပီလာဗျာအတနဲ့ရင်နဲ့ပြမေဘဝနဲ့ရင်နဲ့ပြပေဒီကိုမောင်နှမနဲ့တငယ်ချင်းတွေမိမနှစ်ပါးပြစ်ထားမလားလေ ဖွာကြီးတက်တာရဲ့လားချောင်းတွေကလည်းအရင်ထက်ပိုဆိုးလာလိုက်တာဖွာကြီးရဲ့ ဟုတ်ဖို့ဖိုးကြီးရဲ့နေလို့ထိုင်လို့လည်းမကောင်းဘူးရင်တွေတအားကြက်နေတယ် ဒီအတိုင်းနေလို့မဖြစ်တော့ဘူးဖွာကြီးမနေ့ပြန်ကြဆေးရုံသွားကြမယ်နော် ဖွာကြီးတို့မှာစားစရာတော့အနိုင်နိုင်ဘယ်ကပိုက်ဆံနဲ့ဆေးရုံသွားရမှာလဲဖိုးကြီးရဲ့ သားလေးကြော်ကြီးရှိတယ်လေဖိုးကြီးဖုံးဆက်ပြီးတောင်းလိုက်မယ်လေ ဟုတ်သားပဲနော် သားလေးကြော်ကြီးစီဖုံးဆက်ပြီး
သူ့အမေကျမ်းမာရေးအခြေအနေအရန်ဆိုးလို့ဆေးရုံတင်ရမယ့်အကြောင်းပြောဦးမှာ ဒီအဖိုးကြီးနဲ့အဖွားကြီးဖုန်းကခေါ်ပြန်ကွာဂိမ်းကရှုံးနေပါတယ်ခေါ်ပြီးဘာမှမဟုတ်ပိုက်ဆံတောင်းအောင်မကင်ဘူးကွာ တာလီအလုပ်ထဲရောက်နေတဲ့နဲ့ထင်တယ်ဖွားကြီးအခြေအနေကလည်းတော်တော်ဆိုးနေပြီမနေ့ပြန်တော့ဆေးရုံတင်ပြအောင်တင်မရဘယ်လိုလုပ်ရပါမလဲမထူးပါဘူးရှေ့လကကိုတင်ပေးစီမှာပေါင်ထားတဲ့ဒီအိမ်နဲ့ခြံလေးကိုပဲပြီးရောက်လိုက်တော့မယ်နောက်နာတာလီပိုက်ဆံပြန်ဖို့မှပြန်ဝယ်လိုက်တော့မယ်ဖွားကြီးစံပြုတ်လေးတောက်လိုက်အောင်နော်တာလီကမနေ့ဖန်ကြပိုက်ဆံလွှဲပေးလိုက်တယ်တဲ့ ဟုတ်လားအဖိုးကြီးတားလေးကလိမ်မာလိုက်တာ ကိုတင်ဖေးကျွန်တော်ခြံအကြောင်းလေးပြောချင်လို့ဗျာခြံပြန်ရွေးတော့မလို့လားကိုကြောလာမရွေးနိုင်သေးပါဘူးကိုတင်ဖေးရဲ့ခုအိမ်ကအဖွားကြီးနေလို့မကောင်းဘူးခြံလေးကိုပြီးရောက်တော့မလို့ဗဗျာခင်ဗျားတို့တားကြော်ကြီးကိုမပြောဘူးလားတားလေးကအလုပ်အဆင်မပြေသေးလို့နောက်နာအဆင်ပြေမှတားလေးပို့တဲ့ပတ်စံနဲ့ခြံလေးပြန်ဝဲတော့မယ်ကိုတင်ဖေးရဲ့ဘာကိုကြောလာရဲ့စိတ်မကောင်းဘူးဗျာ ဒီစလော့ဂိမ်းကလည်းကွာအစပိုင်းလေးနည်းနည်းပဲပေးပြီးနောက်ပိုင်းကျနိုင်ကုန်မနိုင်တော့ဘူးထက်ထက်စရာပတ်စံလည်းမရှိတော့လာကုန်ကြအဆောင်ကလည်းပေးရအောင်မယ် ကိုကိုချစ်လေးပူစာအားတာမဝယ်ပေးသေးဘူးနော်ခုဒီဘာလို့ကြာနေတာလဲ မချစ်လေးရဲ့ခဏဆောင်ပေးဦးနော်အဆောင်ကလည်းပေးရတော့မယ်ကောင်မလေးကလည်းလက်ဆောင်ပေးဖို့ပူစာနေပြီငါဘာလုပ်အောင်လဲဟောတီဗီထုံးစံတိုင်းအိမ်ကအဖေနဲ့အမေကိုပဲအပူကတ်ရမှာဘယ်အလုပ်အဆင်မပြေဘူးဆိုပြီး ဟယ်လိုဖေလားဟယ်လိုတားလေးကြော်ကြီးနေကောင်းလားမင်းအမေကမင်းကိုမေးနေတာခဏခဏပဲတားရင်ခုသူစကားတွေတော့တိတ်မပြီးတော့ဘူးတားရင် အဲ့ဒါလေးခဏထားပါအောင်ဗျအမေနေမကောင်းတာစေးတောင်ပျောက်သွားလိမ့်မယ်ခုကျွန်တော်ပိုက်ဆံလို့ထက်လွယ်ပေးအောင် အဖေရှေ့လကမှတားကိုချံပေါင်လူရတဲ့ပတ်ခံလေးတွေ့ပေးထားတယ်လေမရှိတော့ဘူးလားဘယ်လိုလုပ်ရှိတော့မှလဲဗျအဲ့ဒါအလုပ်တော့သုံးလိုက်ပြီအဖေမှလည်းမရှိတော့ဘူးလေတားရဲ့မနေ့ကတားမေဆေးရုံတင်ဖို့တော့ပိုက်ဆံမရှိလို့ခြံတဲ့အိမ်လေးကိုအပြီးရောက်ပြီးဆေးရုံတင်ရမှာတားမေကို အမေကျမ်းမာရေးအခြေအနေကအဲ့လောက်မဆိုးသေးပါဘူးဗျာကျောက်ကမှဒီမှာအရေးကြီးနေတာအဖေခုလွှဲပေးလိုက်မနေ့ကနေ့လယ်လောက်ကျုပ်ပြန်လွှဲပေးမယ် အင်းမတားရဲ့မနေ့ပြန်တော့ဆက်ဆက်ပြန်လွှဲပေးပါနော်တားမေဆေးရုံတင်ရမှာမို့လို့ပါ ဖိုးကျော်လာသားကျော်ကြီးထိုင်းမှာအလုတ်မလုတ်ပဲဆလော့ဆော့လိုက်မိမရုပ်လိုက်နေနော်နည်းနည်းဆုံးမအုပ်ဘူးရေ ဟုတ်လားတေးကြလို့လားငါမြည်ရဲ့ တေးကြတယ်ဖိုးကျော်လှကျော်ကြီးအခန်းပေါ်တငယ်ချင်းပြန်ပြောပြ အမမြည်ရဲ့အဖုံးဖုံးဆက်ပြီးဆုံးမလိုက်ပါမယ်ဖွားကြီးစံပြုတ်လေးတောက်လိုက်အောင်နော်ပြီးရင်ဆေးတောက်ရမယ်နော်အဲ့ဒါမှနေမြန်မြန်ကောင်းမှာဟာ ဖွားကြီးနေကောင်းပါတယ်ဖိုးကြီးရဲ့တားလေးကြော်ကြီးရောဖုန်းမဆက်ဘူးလားတားလေးနဲ့ဖုန်းမပြောရတာတော်တော်ကြာပြီ တားလေးကအလုပ်ရနေပြီဖွားကြီးရဲ့မနက်ကဖိုးကြီးနဲ့တောင်းကြီးဖုံးပြောသေးတယ်ဖွားကြီးကိုနေကောင်းအောင်နေတဲ့တတိလဲရတယ်တဲ့ အင်းပါဖိုးကြီးရဲ့တားလေးအလုပ်ရပြီဆိုတော့နောက်ဆိုတားလေးလှုပ်ဆိုဖွားကြီးတို့ဘာမှမလုပ်ရပဲထိုင်စားရတော့မှာပေါ့နော် ဒါပေါ့ဖွားကြီးရဲ့ တငယ်ချင်းတို့တောက်ကွာကြိုက်တာမှကြိုက်တာစားဒီမှာတောက်ပြီးရောဘယ်သွားခြင်းသေးလဲ တညလုံးပက်တောက်မယ်ကြော်ကြီးရေ တညလုံးတော့မရဘူးတငယ်ချင်းဒီညအခန်းမပြန့်ဘူးကောင်မလေးအခန်းသွားအိမ်မှာ ဩသိပြီသိပြီ ဖွားကြီးဇပွဲပေါ်မှာဆံပြုတ်ထားခဲ့တယ်နော်ခဏနေကြတောက်ပြီးဆေးတောက်လိုက်နော်ဖိုးကြီးလဲလဲသွားလိုက်အောင်မယ် အင်းပါဖိုးကြီးရဲ့ခယူးဆိုင်သွားနော် မိဘချင်းစင်မြမှုဘူးဆိုရရှိတာအလုံးပြပါတရားနဲ့လိုက်တဲ့ခိုင်းနဲ့ပြတာအဖေနဲ့မိပါနေရောနာမိအင်းစားကြည်လာတော့မမိကတော့ရက်စပီလာဗျာအငယ်ရင်နဲ့ပြမေဘဝနဲ့ရင်နဲ့ပြဖေမိကိုမောင်နှမနဲ့တငယ်ချင်းတွေမိမနှစ်ပါးပြစ်ထားမလားလေ တက်တာလားဖွားကြီးဘာလို့အပြင်ထွက်နေတာလဲလေစိမ့်တွေတိုက်နေတာ ဖိုးကြီးမလာသေးလို့စိတ်ပူပြီးထွက်ကြည့်တာလေ ဖွားကြီးဖွားကြီးဘာဖြစ်တာလဲဖွားကြီးထားပါအောင်ငါတူတို့ရေမင်းတို့အဖွားတင်လာမှုလဲလို့ခေါ်လို့လည်းမရတော့ဘူးလိုက်ခဲ့ကြပါအောင်ကွာ ဟုတ်လားဖိုးကျော်လာလားဗျာမြန်မြန်သွားရအောင်ကိုကိုဒီနေ့မပြန်ဘူးနော်ချစ်လေးနဲ့ပဲနေမှာ ဟာကိုကိုကလည်းညကလည်းတညလုံးမပြန်ပါဒီမှာနေပြီးတော့ ကိုကိုကချစ်တာကိုချစ်လေးကိုချစ်လေးကရောမချစ်ဘူးလား ဖိုးကျော်လာဒီတိုင်းဆိုအခြေအနေမကောင်းဘူးဖွားတင်လာကိုစေးရုံအမြန်ပို့မှရမယ် ကူညီကြပါဦးမြေးတို့ရေအိမ်မှာအဖိုးနဲ့အဖွားပဲရှိတာ ချစ်လေးနေလေချစ်လေးလိုချင်တာလိုက်ဝယ်ပေးမယ်နော်ရေချိုးပြီးအလှပြင်ထားလိုက်
ကိုကိုကချစ်ဖို့ကောင်းလိုက်တာ ဖိုးကျော်လောက်ခွားမဲ့လောက်တတိယအောင်စကားပြောပေးနေနော်ဆေးရုံကရောက်ဖို့ဝေးသေးတယ် မဝဲဖွားကြီးထားပါဦးဖွားကြီးရဲ့ ဒါလေးကြိုက်လားလှတယ် နိုင်တဲ့ခိုင်းနဲ့ပြတာဒီနဲ့မိပါနေရောနာမိအင်းစားချီလာတော့မမိကတော့Yes bila abia atane yin ne piame owane yin ne piape ni ko mang na ma ne tanye jin nwi ni ma na pa pit tha ma la le လူနာကတော်တော်အခြေအနေဆိုးနေပြီအရေးပေါ်ကန်တစ်ခါတည်းဝင်မရမယ်ကုန်ကြမဲ့ပတ်စံကိုကောင်းတာမှတစ်ချက်သွားသွင်းပေးနော် ဆရာမရေအဲ့လောက်ပိုက်ဆံအများကြီးကြာအခုလို့ဘယ်လိုလုပ်တတ်နိုင်လဲ မတက်နိုင်လို့တော့မရဘူးကိုလူတယောက်ခွဲစိတ်ကူတာရတာလွယ်တာမဟုတ်ဘူး အမှန်ပဲထိုင်းကဖိုးသားလေးစီကနေတောင်းကြည့်ပါအောင်မယ် ဟုတ်ကဲ့အဖိုးပတ်စံရရင်တစ်ချက်လာပြန်ပြောပေးနော် သားလေးရဲ့ဖုန်းကြိုက်မှာကွာ ဒီဖိုးကြီးအားနေဖုန်းခေါ်ပြီးပဲပတ်စံတောင်းနေတာမကင်ဘူးကွာ တာလာရေမင်းတငယ်ချင်းကြော်ကြီးကိုဖုန်းခေါ်တာကြိုင်လည်းမကြိုင်ဘူး ခေါ်ကြည့်ပေးပါအောင်လားမြေရဲ့ဟုတ်ကဲ့ဖိုးခုခေါ်လိုက်မယ် ရွာဟာတွေတော်တော်အားနေလားမသိဘူးဖုန်းမဲလာခေါ်နေတယ်အိမ်ကဟေးအဖိုးကြီးနဲ့အဖွားကြီးကခေါ်လိုက်ဒီကောင်တွေကခေါ်လိုက်နေမကင်ဘူးကွာကြော်ကြီးကဖုန်းမကင်ပါဘူးဖိုးရဲ့ဘာမှစိတ်မပူနဲ့တောင်းအောင်ဝါတင်လာတော့ပတ်စံသွားရှာပေးနေခဏနေရောက်လာလိမ့်မယ်ကျေးဇူးတင်ပါတယ်မြေးတို့ရဲ့ ဖိုးကျော်လာဒီမှာပိုက်ဆံရလာပြီးတော့ယူပြီးဆရာဝန်မြန်သွားပေးလိုက်အဖိုးဘွားတင်လာကိုအချမ်းပြီးခွဲစိတ်ကူတာဖို့လိုတယ် ya ne nai de kai ne pya da pi ne mi ba ne ro na mi insa chi la ro ma mi ga twa yes pi la abia ta ne yin ne pi me wa ne yin ne pi pi ni ko ma na ma ne ဆရာမဒီမှာပိုက်ဆံရပါပြီဖွားကြီးကိုကြည့်ပေးပါအောင် ဟုတ်ကဲ့အဖိုးပိုက်ဆံရပြီဆိုတော့လူနာကိုခွဲခန်းနဲ့ပို့ကြရအောင် ဖွားကြီးဘာမှမဖြစ်ပါစေနဲ့မြန်မြန်နေကောင်းပါစေ ဟဲ့ကောင်ကျော်ကြီးမင်းအိမ်ကိုဖုန်းလေးပါလေးမဆက်ဘူးလားမိဘတွေကိုပစ်မထားနဲ့ကွာနောက်မှမင်းနှောင်းတရမယ်အေးပါကွာငါညမှခေါ်လိုက်တော့မယ်ခုတော့ကောင်မလေးနဲ့ချိန်ထားလို့တွားအောင်မယ် ငါမြေးရေဖိုးကြီးသားကြော်ကြီးကိုဖုန်းထက်ခေါ်ပေးပါအောင်နော်သူအမေအခြေအနေမကောင်းဘူးလို့ကြင်ရင်ပြောပေးပါကွာ ဖြစ်လေပျော်လား ပျော်တယ်ကိုကို စိတ်မကောင်းပါဘူးအဖိုးရဲ့အဖွားကိုအချိန်မီမကူလိုက်နိုင်ဘူး ဆရာမဘာကိုပြောတာလဲဗျာ အဖွားဆုံးသွားပြီအဖိုး ဗျာဖွားကြီးဆုံးပြီဟုတ်လားဖွားကြီးရေထားပါအောင်ဖွားကြီးရေတားလေးနဲ့ဖုန်းမပြောရတာကြာပြီဆိုအဖြစ်ဆိုးလိုက်တာဖွားကြီးရေနောက်ဆုံးချိန်ထိတောင်ဖွားကြီးတားလူမိုက်ကြော်ကြီးကိုတားလိမ်မာလေးလို့ထင်သွားရှာတယ်နော်ဖွားကြီးသားကြော်ကြီးကမိဘကိုမိဘမှန်မသိတလနေလို့အိမ်ကိုဖုန်းတစ်ခေါက်ဆက်ရကောင်းမှန်မသိအမေနေကောင်းလားအဖေနေကောင်းလားတော့မေးဖို့မရတဲ့သားမိုက်မိဘတွေဖုန်းခေါ်တိုင်းသူ့စီကပိုက်ဆံတောင်းမယ်ပဲထင်နေတဲ့သားမိုက်ဒါတွေအားလုံးကဖိုးကြီးတုံတင်ဆုံးမမှုမရှိခဲ့လို့ဖြစ်ရတာပါဖွာကြီးရဲ့တူတဲ့သောသားလေးဆိုပြီးအလိုလိုက်ထားသမျှခုတော့နောက်ဘဝတွေမှာဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံရပါစေနဲ့ဖွာကြီးရဲ့ဖိုးကြီးဆုတောင်းပေးလိုက်ပါတယ်ဒီဘဝတော့ဖွာကြီးကဝင်ကျွတ်သွားပြီပေါ့ဖိုးကြီးကတော့ဝင်ရှိတဲ့လောက်ခံရအောင်မယ်ဖွာကြီးက ချစ်လေးဒီလကုန်လက်ထက်ကြရအောင်နော် ဟုတ်ကူကိုပျော်လိုက်တာ ya ne nai de kai ne pya da pi ne mi ba ne ro na mi insa chi la ro ma mi ga twa yes pi la abia ta ne yin ne pi me wa ne yin ne pi pi ni ko ma na ma ne tanye jin nwi ni ma na pa pit tha ma la le ဟယ်လို ဟယ်လိုအဖေပါလဲပိုက်ဆံလိုပြန်ပြီလားဗျာတားမိုက်
မင်းငါ့ကိုအဖေလို့မခေါ်နဲ့ဘာဖြစ်လို့လဲအဖေရဲ့အမေရောနေကောင်းသွားပြီလား မင်းမေကိုတတိယသေးတယ်ပေါ့မင်းမေမရှိတော့ဘူးကွာမင်းမေဆုံးပြီဗျာအမေဆုံးပြီဟုတ်လားဗျအမေဆုံးတာတောင်းကိုဘာလို့မပြောပြတာလဲဖေဟာခုအမေဘယ်မှာလဲအမေကိုပြပေးတမိုက်မင်းကိုဖုန်းတွေခဏခဏခေါင်းနေတာမင်းကြိုင်ခဲ့လို့လားဖုန်းခေါ်တိုင်းပိတ်ဆန်တောင်းမယ်ပဲထင်နေတဲ့တမိုက်မင်းအမေကိုမင်းမြင်ချင်တိုင်းလဲပြလို့မရတော့ဘူးခုပဲရွာပြင်မှာမြင်မြုပ်ပြီးပြန်လာတာတမိုက်ရဗျာမြာဘာတမိုက်ဒီမင်းရဲ့တားရဲ့အမေတို့မှမရှိတော့ဘူးလေရှေ့လာကပဲအမေတို့လှဲလေးရောင်းပြီးတားကိုပေးလိုက်တာဝဲ နောက်ဆိုသားလေးလှုပ်ဆိုဖွားကြီးတို့ဘာမှမလုပ်ရပဲထိုင်စားရတော့မှာပေါ့နော် ဒါပေါ့ဖွားကြီးရဲ့ငါသားလေးထိုင်းရပြန်လာရင်ဖွားကြီးရဲ့သားလေးရဲ့တူတူနေသွားကြမှာတစ်သက်လုံးကြည့်ပါဦးကိုကျော်လာကြီးတနာပါတယ်ကွာမိမစိတ်သားစိတ်နဲ့နောက်ဆုံးတော့ယူသွားကြပါပေါ့လား